Okay အားလုံးမင်္ဂလာပါဒီတစ်ခေါက်ဗီဒီယိုစင်လေးမှာတော့ကျွန်တော်တို့ဒီ 3D basic drawing တစ်ခုပေါ့နော်ဒီပုံလေးကျွန်တော်တို့လေ့လာကြည့်ပါမယ်AutoCAD မှာဆိုလို့ရှိရင်ဒီ 2D ရဲ့ 3D ရဲ့ ISO ရဲ့ဆိုပြီးတော့ဒီလိုမျိုး setting လေး၃ခုရှိရပေါ့နော်ပုံလေးတွေဆွဲလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့က 3D ဆွဲမယ်ဆိုလို့ရှိရင်ဒါ 3D basic မှာလည်းဆွဲလို့ရသလိုဒီ 2D မှာလည်းပုံလေးတွေဆွဲပြီးတော့မှ 2D မှာပြန်ပြီးပြောင်းပြီးဆွဲလို့ရတာမျိုးရှိရပေါ့နော်အဲ့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီညာဘက် out down ပေါ့နော်ဒီနားလေးမှာ setting ဆိုတဲ့ဟာတွေရှိပါတယ်တော့ဘာလဲဆိုတော့ဒီမှာပေါ့နော်West play switching ပေါ့နော်ဒီကောင်လေးပေါ့အဲ့တော့ဒီမှာ 3D basic ဆိုတာရှိပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ကပြောင်းလိုက်ပေါ့နော်အဲ့လိုလုပ်လို့ရပါတယ်ဒါဆိုရင်တော့ဒီမှာ 3D command တွေပေါ့နော်ဒါ 3D command တွေရှိတယ်အဲ့တော့ကျွန်တော်တို့က 3D basic ကိုမသွားခင်မှာအရင်ဆုံးကျွန်တော် 2D မှာပဲကျွန်တော်တို့ drawing တွေကိုအရင်ဆုံးဆွဲခဲ့မယ်ပေါ့နော်ဆွဲပြီးမှကျွန်တော် 3D ကိုသွားမယ်သွားပြီးမှဒုတွေတင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပုံလေးကိုချက်ကြည့်မယ်အဲ့တော့ပုံလေးကိုကြည့်မယ်ဆိုတော့တကယ်ပေါ့နော်အဲ့တော့ကျွန်တော် 3D ဆွဲရမယ်ဆိုရင်ကျွန်တော်တို့ကဒီသူ့ရဲ့ view လေးတွေပေါ့နော်ဒီအပေါ်ကနေကြည့်မယ်ဆိုတာ top view လို့ကျွန်တော်ဒီမှာလောလောဆယ်တော့ဒီပုံမှာအပေါ်ကနေကြည့်ရင်ကျွန်တော် top view လို့ယူဆလိုက်မယ်ပေါ့နော်ပြီးဒီဘက်ကနေကြည့်ရင် right view ဒီဘက်က front view ပေါ့နော်စသဖြင့်အဲ့လိုမျိုးလေးကျွန်တော်တွေးပြီးတော့ဆွဲလိုက်မယ်ပေါ့နော်ဒီပုံမှာအဲ့လိုဆိုလို့ဒီကနေ front view ဒါ right view အဲ့လိုမျိုးစဉ်းစားလိုက်ရပါတယ်ဒါကိုစဉ်းစားတဲ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာဒီကနေ top ဒီအပေါ်ကနေကြည့်တာကို top view လို့စဉ်းစားပြီးတော့ဒီပုံလေးကိုဆွဲလိုက်မယ်ပေါ့နော်အဲ့တော့ဆွဲမယ်ဆိုကျွန်တော်တို့ကဒီမှာဒီဆုံး rectangle လေးကိုစဆွဲလိုက်မယ်ပေါ့နော် rectangle ကသူက80 20ပေါ့နော်80 20ရှိတယ်အဲ့တော့ဒီမှာ rectangle လေးယူလိုက်မယ် IEC အနာပေါ့နော်အဲ့လိုမျိုးလေးသွားလိုက်ရတယ်ဒါမှမဟုတ်ဒီမှာ command လေးနဲ့ပေါ့နော်ဒီနားလေးကကောင်းလို့ယူပြီးတော့သုံးလိုက်ရတာပေါ့နော်ဒီမှာကျွန်တော် drawing file နဲ့အသစ်ယူထားပါတယ်ဒါလည်းဆိုတော့ဒါ 2D West play မှာပဲပေါ့နော် 3D နားကိုမသွားသေးဘူးအရင်ဆုံး 2D လေးအရင်ဆွဲလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ rectangle လေးအရင်ဆွဲမယ်အဲ့တော့ shift 2ပေါ့နော်အဲ့တော့ဒီမှာ rectangle ဆွဲမယ်ဆိုတော့ H wing ကိုအရင်စဉ်းစားရတယ်ပေါ့နော် H ကကျွန်တော်ဒီလိုစဉ်းစားဖြစ်တဲ့အတွက်ဒီမှာ80က80ပေါ့နော်80 120အဲ့လိုပေါ့နော်အဲ့တော့80 120ပေါ့နော် Okay ဒါဆိုဒီမှာ rectangle လေးရပြီပေါ့နော်အဲ့တော့ rectangle ကကျွန်တော်တို့အစောနာကချိန်ထားတဲ့ဟာနဲ့နည်းနည်းကြီးနေလို့နည်းနည်းလေးချက်ပေးလိုက်ပေါ့နော်ဒီကောင်လေးကဒါ right click ပေါ့နော် right click ဒီမှာ right click user icon ပေါ့နော်ဒီမှာ image လေးဖြုတ်ပေးလိုက်ပါဒါသူကလည်းသူထောင်မှာတော့ကတ်နေပါလိမ့်မယ်ဒါဆိုဒီမှာ rectangle လေးတစ်ခုရပြီပေါ့နော်အဲ့ rectangle လေးရပြီဆိုမှကျွန်တော်တို့ကဒီမှာset wine လေးရှိရပေါ့နော်set wine ကသူကဒီကနေဒီထိကဘယ်လောက်လဲဆိုတော့7သူ့ရဲ့ diameter 25ပေါ့နော်အဲ့တော့အဲ့ဒါလေးကျွန်တော်ဆွဲပါမယ်အဲ့တော့ဒီ mid point အနေနဲ့ယူလိုက်ပေါ့နော် mid point ကနေဒီဘက်ကိုဘယ်လောက်လဲဆိုတော့7သွားမယ်ပေါ့နော် okay ဟုတ်ပြီပြီးမှကျွန်တော်တို့ကဒီမှာdiameter ပေါ့နော်ဒီကောင်လေးက total ကိုပြီးထားဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ cycle ပေါ့နော် center diameter လေးယူလိုက်မယ်ပြီးဒီမှာ end point နေကိုင်းပြီးတော့ diameter 25ပေါ့နော်အဲဒီလိုလေးပေါ့ပြီးတော့ကျွန်တော်တို့ကဒီမှာဒီကောင်လေးကို offset ဖြစ်မယ်ဆိုရင်ဒီလိုလေးလုပ်လို့ရပါတယ်ဒီ25ကိုပေါ့နော် calculator နဲ့ကျွန်တော်ခောက်လိုက်မယ်25ကိုနည်းနဲ့စားလိုက်ပေါ့ဒါဆို 12.5 ပေါ့နော်အဲ့လိုလေးဒါဆိုဒီမှာ ON ဆိုပြီးတော့ 12.5 ပေါ့နော် offset လေးပြစ်ပေးလိုက်ဟိုဘက်ဒီဘက်ပေါ့နော်ဒီဘက်တစ်ခုဒီဘက်တစ်ခုအဲ့လိုလေးလုပ်ရတယ်ပေါ့နော်ပြီးတော့ဒီကောင်လေးကမလို့တော့ဖြတ်လိုက်ပေါ့နော်ပြီးရင် TRN နဲ့ဒီကောင်လေးကို train ပေးလိုက်မယ်ပေါ့နော်ဒီကောင်လေးမလို့ပေါ့နော် okay ဟုတ်ပြီပြီးကျွန်တော်ဟိုဘက်ကိုလည်းသွားမယ်ဆိုတော့ဒီကောင်လေးအရင် join ပေးလိုက်မယ်ပေါ့နော် JN ဟိုဘက်ကကျွန်တော် meter ခောက်လိုက်မယ်ပေါ့နော်အဲ့တော့ဒီကောင်လေး select map MIN ပေါ့နော် meter ခောက်မယ်ဆိုရင်တော့ mid point ကနေဒီလိုလေးခောက်ပေးလိုက်ပေါ့နော်အဲ့တော့ meter ခောက်ပြီးသွားပြီဆိုတော့ဒီဘက်မှာလည်းဒီလိုလေးရပါပြီပေါ့နော်အဲ့တော့ဒီကောင်လေးဒီနားလေးမှာမလို့တဲ့ဟာတွေကိုကျွန်တော်တို့က TRN နဲ့ဖြတ်ပေးလိုက်မယ်ဒီကောင်လေးရောပေါ့နော်ပြီးမှကြံတဲ့ကောင်လေးတွေဒီ line လေးတွေပေါ့နော်ဒီကြံတာလေးတွေအကုန်လုံး select မယ်ဆိုဒီလိုမှတ်လိုက်ပေါ့နော်မှတ်ပြီးတော့ JN နဲ့ join ပေးလိုက်ရပါပြီဒါကျွန်တော်ဒီ 2D place လေးတစ်ခုရပြီပေါ့နော် 2D drawing လေးတစ်ခုရပြီပေါ့ပြီးမှအဲ့တော့ကျွန်တော်ဒူးတင်လိုက်မယ်ပေါ့နော်ဒီနားလေးက shit ပေါ့နော်ဒီမှာလေးပဲဒီနားမှာလီထားရတဲ့တခုရှိပါတယ်အဲ့ဒါဒီကနေ50ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ center ကနေဟိုဘက်25ဒီဘက်25သွားမယ်သဘောရှိရပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့ကဒီ right view ကနေကြည့်ပြီးဆွဲလိုက်မယ်ပြီးဒီမှာပေါ့နော်ဒီမှာတစ်ခုရှိသေးတယ်ဒီကောင်ကကျတော့ကျွန်တော်ဒီမှာတစ်ခါတည်းဆွဲခဲ့မယ်ဆိုလဲဆွဲခဲ့လို့ရတယ်ပေါ့နော်သူကဒီမှာကျွန်တော်ဒီမှာတစ်ခါတည်းဆွဲခဲ့လိုက်လို့ပဲပေါ့နော် center diameter ဟိုအောက်ဆုံးက55ပေါ့နော်အဲ့တော့ဒီမှာ center diameter 55 okay နောက်တစ်ခါပြီးတော့သူကအပေါ်ဆုံးပေါ့နော်ဒီကောင်လေးက diameter 40အဲ့တော့ဒီမှာ center diameter 40ပေါ့နော်ဒီ mid point ကနေယူ40 under okay ဒါဆိုဒီနှစ်ခုရပြီပေါ့နော်ဒီကောင်လေးရဲ့ diameter ရဲ့ဒီကောင်လေးရဲ့ diameter ဒီအထက်ကကောင်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ကောင်က25အဲ့ဒီမှာ diameter 25ပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော်လွဲသွားပြီဒါ radius 25ကိုတွားပြီးဆွဲပြီးလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ
center diameter ဆိုတာယူပြီးတော့ဒီမှာ25ပေါ့နော် okay ဒီလိုလေးပေါ့ရပြီဆိုမှကျွန်တော်တို့က2တင်မယ်ဒီကောင်လေးရဲ့2က20ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ3ကိုသွားရမယ်ဆိုတော့ဒီ setting လေးကိုချိန်လိုက်3 pixel ပေါ့နော်ပြီးဒီမှာဒီကောင်လေးကိုကျွန်တော်နည်းနည်းချက်ပြီးတော့ကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်သူကဒီဒါကကြတော့ဟိုဒီမှာပေါ့နော် conceptual realistic တို့စသဖြင့်ဒီ 3D drawing ထွက်လာမှာကျွန်တော်ဒါလေးကိုကြည့်မယ်ပေါ့နော်လောလောဆယ်တော့ဒီမှာကျွန်တော် view လေးရှိပါတယ်အဲ့တော့ view လေးမှာကျွန်တော်ဒီ isometric view လေးတစ်ခုယူလိုက်မယ်ပေါ့နော်ဒီမှာ SE isometric ဆိုပြီးယူလိုက်မယ်ဒီကောင်လေးကိုကျွန်တော်အပေါ်ပို့လိုက်မယ်ပေါ့နော်အပေါ်လေးကိုပို့လိုက်မယ်သူကဘယ်လောက်လဲဆိုတော့ဒီမှာပေါ့နော်20ဒု20တင်မှာဆိုတော့ဒီကောင်လေးကိုကျွန်တော်အပေါ်20ဆိုပြီးတင်လိုက်မယ် mn ကအပေါ်20ပေါ့နော် okay ပြီးဒီကောင်လေးကိုကြာတော့ကျွန်တော် extrude နဲ့ပဲတင်လိုက်မယ်ပေါ့နော် extrude နဲ့တင်လိုက်ရတာဒါမှမဟုတ် press tool နဲ့တင်လိုက်ရပါတော့ပြဿနာမရှိဘူးဒီမှာတော့ကျွန်တော် extrude နဲ့တင်လိုက်မယ်ဒီကောင်လေး select မယ် enter ပြီးအပေါ်ပေါ့နော်အပေါ်ဘယ်လောက်လဲဆိုတော့20အဲ့တော့ဒီမှာလည်းမှတ်ထားမှာတခုကကျွန်တော်တို့ကရှည်တဲ့ဘက်ကအပေါင်းပေါ့နော်ဒီမှာ line အပြရယ် line အစိမ်းရယ် line တွေရယ်အမောက်ကာစာတွေရှိရပေါ့နော်အဲ့တော့ရှည်တဲ့ဘက်ကအပေါင်းတိုးတဲ့ဘက်အနှုတ်ပေါ့နော်အဲ့လိုလေးအလွယ်မှတ်လို့ရပါတယ်အဲ့တော့အခုကကျွန်တော်တို့ကအပေါ်သွားမှာပေါ့နော်ရှည်တဲ့ဘက်ကိုသွားမှာဆိုတော့အပေါင်း20ပေါ့နော်အဲ့တော့20အဲ့တော့ကျွန်တော်တို့ကအောက်ဘက်သွားချင်အနှုတ်20လောက်လာရင်အောက်ဘက်မှာ20ချင်းသွားမယ်ပေါ့နော်โอเคဟုတ်ပြီအဲ့ဒါဆိုဒီလိုရပြီပေါ့နော်ပြီးတော့နောက်တစ်ခါ तू ကဒီဆောက်ဝိုင်းနှစ်ခုမှာဒီဆောက်ဝိုင်းနှစ်ခုကဘယ်လောက်အကွာမှာရှိလဲဆိုဒီ base ကနေဒီပေါ့နော်ဒီအပေါ်မြက်နဲ့ပြင်ပေါ့နော်အပေါ်မြက်တွေကနေအပေါ်ကို35ပေါ့နော်အဲ့တော့ဒီမှာဒီနှစ်ခုကို select မှတ်ပြီးတော့ကျွန်တော်တို့ကအပေါ်ကို35ဆိုရွှေ့ပြီးလိုက်ပေါ့နော်mn ဆိုပြီးတော့အပေါ်ကို35 okay ဒီလိုလေးပေါ့နော်ပြီးဒီနှစ်ခုလေးကိုကျွန်တော်တို့ကစစောင်းလေးတက်သွားမှာပေါ့နော်အဲ့တော့ဘာ command သုံးလဲဆိုတော့ကျွန်တော်ဒီ loop ဆိုတဲ့ command လေးသုံးလို့ရပါတယ်ဒီကောင်လေးတစ်ချက် select မှတ်ပြီးဒီနှစ်ခုပေါ့နော်ဒီနှစ်ခု select မှတ်ပြီး enter ပေါ့ okay ဒီလိုလေးပေါ့နော်ပြီးမှကျွန်တော်အပေါက်လေးဖောက်မယ်အပေါက်လေးဖောက်မယ်ဆိုတော့ကျွန်တော် press tool လေးနဲ့ဖောက်လိုက်မယ်ဒီကောင်လေး select မှတ်အခုကကျွန်တော်အောက်ဘက်ဖောက်မှာအောက်ဘက်ဖောက်မှာဆိုတော့အနှုတ်35ပေါ့နော်အနှုတ်35 okay ဒီလိုလေးပေါ့နော်ပြီးတော့ press tool ကဟိုအောက်ဆုံးကြီးမဖောက်ဘူးပေါ့နော်သူကဒီမှာဒီကောင်လေးပဲဖောက်တာပေါ့နော်ဒီအချွန်လေးပဲဒူးချွန်နားလေးမှာပဲဖောက်တာဒီအောက်ဘက်ကဟာမဖောက်ဘူးပေါ့နော်အောက်ဘက်ဟာကျတော့ဒီနားလေးကနေကျွန်တော်လီထုတ်မဲ့ဟာလေးရှိရဲအဲ့တော့ဒီကောင်လေးကိုကျွန်တော် right view ကနေကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ right view သွားလိုက်မယ် okay အဲဒီလိုလေးပေါ့အဲ့တော့ဒီမှာကျွန်တော်ဒီဘက်ကိုနည်းနည်းလေးဆွဲထည့်လိုက်မယ်ပေါ့နော်ဒီလိုလေး okay အဲ့တော့သူကသူ့ရဲ့ဒီဖောက်မဲ့တင်ကနေလေးက8ပေါ့နော်အဲ့တော့ဒီမှာ line လေးယူလိုက်မယ် mid point ကနေပဲပေါ့နော် mid point ကနေအပေါ်ကို10ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ပုံကအဆင်ပြေမပြေကျွန်တော်ဒီမှာတစ်ချက်ကြည့်လိုက်မယ်ပေါ့နော် isometric view ကနေကျွန်တော် line လေးကဘယ်နားရောက်နေလဲပေါ့ဟောဒီဘက်ကိုရောက်နေတယ်ပေါ့နော်ဒါမှမဟုတ်ဒီလိုဆွဲလဲရပါတယ်ဒီဘက်ကနေဟိုဘက်ကနေဆွဲလဲရဒီဘက်ကနေဆွဲပေါ့နော်ဒီဘက်ကနေဆွဲလဲရတယ်ဒီကနေဆွဲမယ်ဆိုဒီကနေ mid point နေယူပြီးအပေါ်ကို8ပေါ့နော်ဒီလိုလေး okay ပြီးမှဒီကောင်လေး offset ပြစ်လိုက်ပေါ့နော် o under ကျွန်တော်က50ဆိုတော့25ပေါ့နော်25 offset ပြစ်ဒီဘက်ကို25ဒီဘက်ကို25ပေါ့နော် okay ဒီလိုလေးပေါ့ဒီမှာတော့ 3D ကနေဆွဲလဲရတယ်ဒါမှမဟုတ်2D ကနေတွားပြီးဆွဲလဲရတယ်ပေါ့နော်ပြဿနာမရှိဘူးကျွန်တော်ဟိုဘက်မှာဆိုလဲဒီဘက်ကနေ rectangle ဆွဲမယ်ဆိုလဲဒီဘက်ကနေ rectangle ဆွဲပေါ့နော်အဲ့လိုဆွဲပြီးတော့ရပါတယ်ပြီးအလဲက line လိုက်ရမလို့ပေါ့နော်မလို့တော့ဒီကောင်လေးကို select မှတ်ပြီးဖြတ်လိုက်မယ် delete ပေါ့နော်ပြီးရင်ဒီ line လေးခုကိုကျွန်တော် join ပေးလိုက်မယ်ပေါ့နော် line လေးခုကို select မှတ်ပြီး jn ပေါ့နော် okay ပြီးမှဒီကောင်လေးကို press tool လေးနဲ့ဖောက်ထုတ်လိုက်ရပါပြီဒီလိုလေးပေါ့နော်ဒီမှာတော့ဘယ်လောက်ထိသွားမယ်ဆိုတာမရှိဘူးပေါ့နော်တခါတည်းဒီလိုဖောက်ထုတ်လိုက်ပေါ့ဒီမှာနေလွဲနေတယ်ဒီနားလေးမှာကျွန်တော်ဒီကောင်လေးပြန်ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်ပြီးတော့ကျွန်တော်အခုအစ်စ်ပြန်ဆွဲလိုက်တယ်ပေါ့နော်ဒီကနေပဲကျွန်တော်ဆောနာဒီနားနေ copy ကူးပြီးတော့ဆွဲလိုက်လို့တော့မသိဘူးပေါ့နော်နည်းနည်း error လေးဖြစ်သွားတယ်ဒီကနေ8ပေါ့နော်ပြီးရင် o under 25ပေါ့နော် okay ဒီဘက် offset ပြဒီဘက် offset ပြပေါ့နော်ပြီးဒီမှာ line လေးယူလိုက်မယ် end point ဒီ end point ကို set ပေါ့နော် okay ပြီးအထက်ကကောင်မလို့တော့ delete ပြီး press tool လေးနဲ့ဒီကောင်လေးပေါ့နော်ဒီကောင်လေးဒီလိုလေးဖြတ်ပေးလိုက်ဒီလိုလေးပေါ့နော်ဒီမှာကြော်သွားတဲ့တွန့်တဲ့သူဒီမှာဖောက်ပြီးသွားတယ်ပေါ့နော်ဒီလိုလေးပေါ့ okay အဲ့တော့အားလုံးကျွန်တော်တို့ drawing လေးတွေဒီကျွန်တော်ရဲ့ 3D အတုံးလေးတွေပေါ့နော်အားလုံးဆက်ပြီးသွားပြီဆိုရင် union ပေါ့နော် union ကိုင်ပြီးတော့အားလုံး select မှတ်ပြီးတော့ jn ပေါ့anna ပေါ့နော်ဘာမှဟိုရေးစရာမလိုပါဘူး anna ပါပဲ okay ဒီလိုပေါ့ဒါဆိုအားလုံးကသူကတစုတစည်းဖြစ်သွားပြီမှုတူလေးနဲ့ကျွန်တော်ဒီဘက်နေလေးရွှေ့လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ reference ဆွဲခဲ့တဲ့ဟာလေးကြီးကြံနေခဲ့တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးတွေကို delete ပေါ့ okay
ပြီးကျွန်တော်တို့ဟိုဘက်ရွှေ့မယ်ဆိုဒီလိုနေလေးပြန်ရွှေ့ပေးလိုက်ပေါ့နော်ပြီးကျွန်တော်ဒီမှာဒီကောင်ကို real estate လေးနဲ့တစ်ချက်ကြည့်လိုက်မယ်ပေါ့နော် okay ဒီလိုလေးပေါ့နော်အဲ့ဒီမှာကျွန်တော် color လေးပါလေးထည့်မယ်ဆိုရင်ဒီမှာပေါ့နော်ဒီ Dolphin Annotation နဲ့တစ်ချက်သွားပြီးတော့ဒီမှာကျွန်တော် color လေးထည့်လိုက်မယ်ပေါ့နော် okay ဒီမှာအနီရောင်ဖြစ်ပေါ့နော်ဒီမှာကိုကြိုက်တဲ့အရောင်ထည့်လို့ရပါတယ်ကျွန်တော်ဒီမှာအနီရောင်လေးစပြီးထည့်လိုက်မယ်ပေါ့နော် okay ဒီလိုလေးပေါ့နော်အဲ့တော့ဒီလိုမျိုးလေး360လဲမယ်ဆိုရင်တော့ကျွန်တော်ဒီ keyboard မှာပေါ့နော် shift ရဲ့အမောက်က wheel လေးရဲ့တွဲပြီးတော့ဒီလိုလေးဖြီးပြီးနှိပ်ပေါ့နော်အဲ့လိုလေးနှိပ်လို့ရပါတယ်ဒါမှမဟုတ်ဒီမှာလည်းရှိတယ်ပေါ့နော်ဒီမှာဒီကောင်လေးပေါ့နော်ဒီကောင်လေးသုံးပြီးတော့ဒီလိုလေးလဲမယ်ဆိုလည်းရပါတယ် okay အဲ့တော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေ